သိရွယ်သူကိုလေးစားငယ်သူကိုသနာရမှာဟောဒီလူမြေကပါလက်ရင်းနှချောင်းငင်လူဖြစ်လာရွယ်သူကိုလေးစားငယ်သူကိုသနာရမှာဟောဒီလူမြေကပါလာရင်းနှချောင်းလူဖြစ်လာအဲ့ဒါဆွေးနေတဘူရဲသမားနွားနဲ့မချသူလေးမွေးစိတ်ရုံမှာဆိုတာသူတို့အသေးနှလုံးမှာလုံးစိတ်သုံးငါစိတ်တွေပုံနေတာအသေးလူလားဓမ္မဟာခဏနာရတာဘဝမှာလူနဲ့သူပေါင်းနေတာမှာတဘူရဲသမားနွားနဲ့မချသူလေးမွေးစိတ်ယုံမှာသစ္စာတရားဆိုတာသူတို့အသေးနှလုံးမှာလုံးစိတ်သုံးပါစိတ်တွေပုံနေတာအိုးအသေးလူလားနမတာရွယ်သူကိုလေးစားငယ်သူကိုသနာရမှာဟောဒီလူမြေကပါလာရင်းနှချောင်းငယ်လူဖြစ်လာ
လိုလေအခုတော့မနဲ့အမခွဲသာတမလူတတော်ရင်းနဲ့လက်ကြမလေးညတ်တော်လူ